ခိုးဘလောက်မိတ်တယ်လဲဆိုဟိုနေ့ကသူများအိမ်သွားခိုးတာရက်ကွက်ကတခိုးဆိုလှန့်ပြီးထွက်ပြေးတာလူကတော့လွတ်သွားပြီမေ့ပြီးရဲစခန်းနဲ့ဝင်ပုံးမိတာနဲ့3လထောင်ကျခဲ့အချင်းနေမကောင်းဘူးကျုပ်တို့တခိုးလောကမှာလဲတခိုးက2မျိုး2စားရှိကျုပ်တို့လိုတခိုးမျိုးကြတော့သစ္စာရှိတယ်တခိုးထမိန်ဆုပ်ရထမိန်ဆုပ်ခိုးပစိုးဆုပ်ရပစိုးဆုပ်ခိုးအင်းကြီးဆုပ်ရအင်းကြီးဆုပ်ခိုးဒီလိုခိုးတဲ့တခိုးသစ္စာရှိတဲ့တခိုးတချို့တခိုးတွေကြတော့ဒီလိုမဟုတ်ပါဘူးသူများတခိုးတွေလို့ကျွန်တော်တို့ကမျက်နှာပြောင်တိုက်ပြီးမခိုးဘူးပြည်သူပိုင်းပစ္စည်းမခိုးဘူးပြည်သူပိုင်းလဲမြေတွေမခိုးဘူးကုံပြောရင်ချင်းလီတောင်မခိုးဘူးပြစ်စုံမခိုးဘူးခိုးရတဲ့လူကြတော့ခိုးကြပေါ့ကျုပ်တို့လိုတခိုးယူနေမှတော့ဒါပဲဒီထက်လည်းပုံမရှိတော့ဘူးတချို့တခိုးတွေကြတော့ဒီလိုမဟုတ်ပါဘူးအောက်ကပေါင်းမီရှည်နဲ့ဘောကအင်ကြီးလက်ရှည်နဲ့အုတ်တုတ်ကြီးတွေနဲ့ကာလီမြင့်မကြီးတွေတက်ပြီးတော့ဆက်လက်ကြီးတွေခဲလို့